ီးသွားများစုကဂျပန်ကိုသွားလည်တဲ့အခါဆူရှီရာမင်အပြင်ဒီချစ်မုံတွေကိုမဖြစ်မနေအနည်းဆုံးတစ်ကြိမ်လောက်တော့မြည်စမ်းကြည့်ကြပါတယ်။ဒါကလူကြိုက်များတဲ့ဆယ်ရန်တင်ကားမုံဖြစ်ပါတယ်။တင်ကားဒီဇိုင်းနဲ့ကြီးမားတဲ့ဒိန်ခဲဆွဲအားကြောင့်နမေကြီးတဲ့လမ်းပေးမုံတစ်မျိုးဖြစ်ပါတယ်။ပေါင်မုံကိုဂျပန်ဆယ်ရန်တင်ကားပြပုံစံဖိပေးတဲ့အထူးမို့တစ်ခုကိုအသုံးပြုပြီးပြုလုပ်ထားပါတယ်။အပြင်ဘက်ကကျွတ်ရွရွနဲ့ထောပတ်ရတာရှိပြီးအတွင်းပိုင်းကတော့ပူနွေးအည်ပျော်နေတဲ့မိုဇာရဲလာတင်ခဲနဲ့ပြည့်နှက်နေပါတယ်။လူမှုကွန်ရက်ကြောင့်ဒီမုံဟာဂျပန်နဲ့ကိုရီးယားကိုလာရောက်လည်ပတ်တဲ့ခရီးသွားတွေအတွက်မဖြစ်မနေစားသင့်တဲ့လမ်းပေးစားစာတွေကတစ်ခုဖြစ်လာခဲ့ပါတယ်။ရိုးသားပြောရရင်ပေါင်မုံစားနေရနဲ့တောင်မတူတော့ပါဘူး။စားလို့ရတဲ့ဒင်္ဂါပိုက်ဆံနဲ့တောင်တူပါတော့တယ်။တငယ်ချင်းတို့ကဂျပန်ကိုခရီးထွက်ရင်ဒါကိုစားကြည့်ကြမလား